အားလုံးမင်္ဂလာပါဆိုတော့ဒီတစ်ပတ်ကအမှုတော်မြတ်ကိုမိတ်ဆက်ခြင်းဒါမှဖရာသခင်ကမိမိကိုဘာအတွက်ခေါ်တယ်လဲဆိုတော့တည်ခြင်းဆိုတဲ့သင်ခန်းစာနှစ်ခုကိုဒီလိုကလေ့လာသွားမှာဖြစ်ပါတယ်ပထမ3ညကတော့အမှုတော်မြတ်မိတ်ဆက်ခြင်းကိုကျွန်တော်ဒီလိုကခံယူနှလုံးသွင်းသွားမှာဖြစ်ပါတယ်ဆိုတော့အမှုတော်မြတ်ကိုမိတ်ဆက်ခြင်းလို့ပြောတဲ့အခါမှာအမှုတော်ဆိုတော့ဘာလဲအမှုတော်မှာဖရာကဘယ်လိုရွေးကောက်တယ်လဲအမှုတော်နဲ့ပတ်သက်ပြီးမှဘယ်ကဏ္ဍတွေလဲမိမိဟာဘယ်လိုကဏ္ဍမှာလဲဆိုတော့ကိုတိပြမှမိမိကြားတဲ့ကဏ္ဍမှာဖျားသခင်ကိုမှန်ကန်စွာကျွန်တော်အစီခံနိုင်ဖို့ရန်အတွက်နော်ဒီသင်ခန်းစာကအရင်ကြီးကြည့်တာဖြစ်ပါတယ်ဆိုတော့စုကျေးဇူး၃မျိုးရှိတယ်နော်အဲ့ဒီမှာစုကျေးဇူး၃မျိုးမှာမရှိလဲဆိုတော့နံပါတ်1ကမှုတော်စုကျေးဇူးဖြစ်တယ်အမှုတော်စုကျေးဇူးမှာအမှုတော်စုကျေးဇူး2မျိုးရှိတယ်နော်အခုဆရာတို့လေ့လာကျွန်တော်လေ့လာမှာကစုကျေးဇူး၃မျိုးနံပါတ်1ကအမှုတော်စုကျေးဇူးဖြစ်တယ်အဖေရစာခန်းကြီးလေးအပိုင်ငယ်7ကနေ7ကိုတယောက်ဖတ်ပေးပါခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငှာထိုသခင်သည်လူအချို့တို့ကိုတမန်တော်အရာ၌၎င်းအချို့တို့ကိုပရောဖက်အရာ၌၎င်းအချို့တို့ကိုသာသနာပြုအရာ၌၎င်းအချို့တို့ကိုသင်းအုပ်အရာဆရာအရာ၌၎င်းခန့်ထားတော်မူ၏ကဲဒီမှာနှုတ်ကပတ်တော်မှာဗာတွေ့ရလဲဆိုတော့ခရစ်တော်ဤကိုယ်တော်ကိုလို့ပြောထားတယ်ခရစ်တော်ဤကိုယ်တော်ဆိုတာဘာကိုပြောချင်တာဆိုတော့ခရစ်တော်ဤခန္ဓာကိုယ်တော်ကိုပြောတာ the body of Christ ခရစ်တော်ဤခန္ဓာကိုတည်ဆောက်ဖို့ဓမ္မဆယ်အမှုကိုပြုတတ်မြည်အကြောင်းတဲ့တန်ရှင်းသူတွေကိုပြင်ဆင်ဖို့ဖယားသခင်ကအမှုတော်စုကျေးဇူးထဲမှာနော်အမှုတော်စုကျေးဇူး၅မျိုးပေါ့အဲ့ဒါကတော့ fivefold ministry လို့ခေါ်တယ်နော်ကျွန်တော်ဒီလိုမှတ်သားရအောင်နော်ဒါကလက်မကတမန်တော်ပရောဖက်သာသနာပြုသင်းအုပ်ဆက်ရနော်ဆိုတော့အမှုတော်စုကျေးဇူးအရာလို့ခေါ်တယ်နော်တမန်တော်အရာပရောဖက်အရာသာသနာပြုအရာသင်းအုပ်အရာဆရာအရာဆိုရနော်ကျွန်တော်အသင်းတော်မှာအဲ့ဒါလေးတွေကျွန်တော်နားလည်ဖို့လိုအပ်တယ်မြန်မာအတိုင်းဝိုင်းမှာကျွန်တော်မြင်းလဲမောင်းတဲ့သူလဲဒါမြင်းလဲဆရာစိုက်ကားမောင်းတဲ့သူလဲစိုက်ကားဆရာတက်ဆီမောင်းတဲ့သူကလဲဒါကားဆရာအကုန်လုံးဆရာတွေဖြစ်ကုန်ဆိုတော့ဒီမှာပြောထားတဲ့ fivefold ministry လို့ခေါ်တဲ့အမှုတော်စုကျေးဇူး၅မျိုးမှာပြောတဲ့အရာတွေကိုကျွန်တော်တေချာနားလည်ဖို့လိုအပ်တယ်အခုအောက်ဆုံးက9ခုမြောက်ဆရာလို့ခေါ်တဲ့အရာကဘာလဲနော်အခုကျွန်တော်တို့ကြတော့တင်းအုပ်ကိုလည်းကျွန်တော်ကတင်းအုပ်လို့မခေါ်ဘူးလေဆရာလို့ပဲခေါ်တာဆိုတော့တာနာပြုဆရာကိုလည်းကျွန်တော်ကဆရာလို့ပဲခေါ်တာအဲ့တော့ဟုတ်တော့အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုနားလည်ဖို့လိုအပ်တယ်အဲ့တော့တမန်တော်အရာရှိတယ်ပရောဖက်အရာရှိတယ်သာသနာပြုအရာရှိတယ်ဒီမှာသာသနာပြုလို့ပြောတဲ့အရာကအင်္ဂလိပ်လို evangelist လို့ခေါ်တယ်ဆရာယူရတန်က evangelist လို့ခေါ်တဲ့အသုံးအနှုန်းကိုသာသနာပြုဆရာလို့သုံးတယ်ဒါပေမဲ့ကျွန်တော်မြန်မာအတိုင်းဝိုင်းမှာဒီ evangelist ဆိုရင်ဤဝန်ကီလေးဆရာလို့ခေါ်ကြတယ်တကယ်ယူရတန်ကဆရာယူရတန်ကသာသနာပြုလို့ဘာသာပြန်ပေးထားတယ်နော်ဒါအဲ့တော့ကျွန်တော်က evangelist နဲ့သာသနာပြုဤဝန်ကလေးဆရာနဲ့သာသနာပြုဆရာဒီတခုတည်းပဲနော်တမျိုးတည်းပဲလို့ကျွန်တော်ကနားလည်ဖို့လိုအပ်တယ်နော်ဒါဆရာယူရတန်ရဲ့အနေဖွင့်ပုံက evangelist ကိုသာသနာပြုဆိုတော့မှကျွန်တော်ကိုရေးသားထားပေးတာဖြစ်ပါတယ်โอเคဆိုတော့အဲ့ဒါမှာသင်အုပ်ရှိတယ်သင်အုပ်ဆရာပေါ့ဗျာပြီးတဲ့အခါမှာဆရာသင်အုပ်ကြတော့တူးတော်စုကိုဂျေရှုစောင့်ရှောက်တဲ့သူဖြစ်တယ်အဲ့တော့ဆရာကြတော့အဲ့ဒီတူးတော်စုယုံကြည်သူတွေကိုတမန်ကျမ်းစာနဲ့ဆိုင်တဲ့ဩဝါဒတမန်တရားကိုစနစ်တကျနော်အသေးစိတ်တွင်တင်ပေးမဲ့သူဖြစ်တယ်အဲ့တော့ဒီအမှုတော်စုကျေးဇူး၅မျိုးကိုဘုရားသခင်ကခန့်ထားတယ်ဆိုတော့ကိုကျွန်တော်ပမာဏအနေနဲ့နားလည်ဖို့ဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့လက်ကိုဒီလိုလုပ်ထားမယ်နော်ကျွန်တော်လက်အားလုံးဒီလိုလုပ်ထားမယ်ဒါဒီလက်၅မျိုးမှာလက်မကတမန်တော်ပရောဖက်သာသနာပြုသင်းအုပ်ဆရာနော်ဆိုတော့ဆရာသင်းအုပ်သာသနာပြုပရောဖက်တမန်တော်နော်ဒီစုကျေးဇူး၅မျိုးကိုဘုရားသခင်ကခရစ်တော်ဤခန္ဓာကိုယ်ကိုတည်ဆောက်ဖို့ရန်အတွက်နော်ဓမ္မဆရာပြုတတ်ဖို့ရန်အတွက်တဲ့၅မျိုးကိုခံထားတယ်နော်ဓမ္မဆရာပြုတတ်ဖို့လို့ပြောတဲ့အခါမှာဒီညအဆုံးသတ်မှာအဲ့ဒါလေးကိုရှင်းပြသွားမှာဖြစ်ပါတယ်နော်โอเคလှုံ့ဆော်ခြင်းစုကျေးဇူးဆိုနောက်ထပ်စုကျေးဇူး၃မျိုးဒုတိယမြောက်ကလှုံ့ဆော်ခြင်းစုကျေးဇူးများလို့ခေါ်တယ်ယောမစာခန်း7နှစ်အပိုင်ငယ်6ကနေ8ကိုဖတ်ပေးပါကိုတို့ပေးတော်မူသောကျေးဇူးတော်အတိုင်းငါတို့သည်အတီးအတီးအပြားပြားသောစုများကိုခံရသည်ဖြစ်ပရောဖက်အရာရှိလျင်ယုံကြည်ခြင်း၏ပမာဏကိုရသည့်အတိုင်းပရောဖက်ပြုကြကုန်အံ့ဓမ္မဆရာအရာရှိလျင်ဓမ္မဆရာ၏အမှုကိုဆောင်ရွက်ကြကုန်အံ့ဆုံးမဩဝါဒပေးသောသူသည်ထိုအမှုကိုဆောင်ရွက်စေနှိုးဆော်သွေးဆောင်သောသူသည်ထိုအမှုကိုဆောင်ရွက်စေအစွန့်အကျယ်ဝေငှသောသူသည်ဖြည့်ယူသောစိတ်နှင့်ဝေငှစေအုပ်ချုပ်သောသူသည်လုံလဝရိယနှင့်အုပ်ချုပ်စေမဆတနာခြင်းအမှုကိုပြုသောသူသည်စေတနာစိတ်နှင့်ပြုစေရဟုတ်ပြီနော်ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာပရောဖက်ပြုခြင်းဆိုတာရှိတယ်အစီခံခြင်းဆိုတာရှိတယ်သင်ကြားခြင်းဆိုတာရှိတယ်ပေးကမ်းခြင်းရှိတယ်တိုက်တွန်းနှိုးဆော်ခြင်းအုပ်ဆိုးခြင်းစီယုံခြင်းဂယုဏပြတာခြင်းဒါတွေအားလုံးကြတော့လှုံ့ဆော်ခြင်းစုကျေးဇူးတွေအဖြစ်
နော်နှုတ်ကပတ်တော်ဒီဟာကိုကျွန်တော်က term တစ်ခုအနေနဲ့ဝေါ်ဟာလာအနေနဲ့ကျွန်တော်သတ်မှတ်မယ်ဆိုရင်လှုံ့ဆော်ခြင်းစုကျေးဇူး motivational gifts လို့ခေါ်တယ်အဲ့တော့တစုံတဦးအတွက်နော်တစုံတဦးရဲ့ဝိညာဉ်ရေးရအတွက်အသက်တာအတွက်လှုံ့ဆော်ပေးတာအားပေးတာနော်အဲ့ဒီစုကျေးဇူးဖြစ်တယ်နောက်ထပ်၃ခုမြောက်ကတော့အံ့ဖွယ်စုကျေးဇူးလို့ခေါ်တယ်အံ့ဖွယ်စုကျေးဇူးနဲ့ပတ်သက်ပြီးတော့တိကောခိုင်စနစ်အပိုင်ငယ်ခုံကနေ7ထိဖတ်ပေးပါ ကောင်းသောအကျိုးလို့ငါသာဝိညာဉ်တော်ကိုလူတီတီတို့အားထင်ရှားစွာပေးတော်မူလျက်ရှိ၏အဘယ်သို့နည်းဟုမူကားဝိညာဉ်တော်အားဖြင့်တယောက်သောသူအားပညာတရားကိုပေးတော်မူ၏ထိုဝိညာဉ်အားဖြင့်တယောက်သောသူအားထိုးထွင်းခြင်းတရားကိုပေးတော်မူ၏ထိုဝိညာဉ်အားဖြင့်တယောက်သောသူအားယုံကြည်ခြင်းကိုပေးတော်မူ၏ထိုဝိညာဉ်အားဖြင့်တယောက်သောသူအားအနာရောဂါကိုငြိမ်းစေနိုင်သောခွင့်ကိုပေးတော်မူ၏တယောက်သောသူအားတကူကိုပြနိုင်သောခွင့်ကို၎င်းတယောက်သောသူအားprophet ပြုနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားစိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားထိုဘာသာစကား၏အနက်ကိုဖော်နိုင်သောအခွင့်ကို၎င်းပေးတော်မူ၏ဤခွင့်ရှိသမျှတို့ကိုတပါးတီးသောဝိညာဉ်တော်သည်ပြုပြင်၍လူတီးတီးတို့အားအတီးတီးခံရသောအခွင့်ကိုအလိုတော်ရှိသည့်အတိုင်းဝေငှ၍ပေးတော်မူ၏ဥပမာကကိုတခုထဲ၌အင်္ဂါများရှိသည်ဖြစ်၍ထိုတစ်ခုတည်းသောကို၏အင်္ဂါပေါင်းတို့သည်များလျက်နှင့်ကိုတစ်ခုတည်းဖြစ်တဲ့ကဲ့သို့ထိုနည်းတူခရစ်တော်ဖြစ်၏ Okay ဆိုတော့ဒီမှာအံ့ဖွယ်စုကျေးဇူးကိုကျွန်တော်ကနောက်ထပ်3မျိုးအနေနဲ့ကျွန်တော်ကထပ်ခွဲတာဖြစ်တယ်။နံပါတ်1ကတော့ဗျာရိတ်စုကျေးဇူးဗျာရိတ်ဆိုတာကဒီမှာဖွင့်ပြခြင်းလို့နော်အဲ့ဒါဟိုရေးဖို့ဗျာရိတ်လို့ပြောတာနဲ့တကယ်ဗျာရိတ်ကျမ်းကိုသွားမမြင်နဲ့နော်ဗျာရိတ်ဖွင့်ပြခြင်းနဲ့ဆိုင်တဲ့စုကျေးဇူးဖွင့်ပြခြင်းဆိုတော့ပညာနော်ပညာဆိုတော့နားလည်စေတယ်နော်နားလည်စေတဲ့အရာဖြစ်တယ်ထူးထွင်းခြင်းတစုံတစ်ခုကိုနော်ဘုရားသခင်ကမာစာခြင်းထူးထွင်းပြီးသိနိုင်တယ်ပြီးတော့မှစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိနိုင်ဒါတွေကိုဖွင့်ပြခြင်းနဲ့ဆိုင်တဲ့စုကျေးဇူးဖြစ်တယ်ပြီးတော့နံပါတ်2ကျတော့တကိုးစုကျေးဇူးအဲ့ဒီတကိုးစုကျေးဇူးကြောင့်နမိတ်လက္ခဏာလုံနိုင်တယ်နော်ပြီးတော့ဒီမှာယုံကြည်ခြင်းလည်းပါတယ်တကိုးစုကျေးဇူးထဲမှာနော်ဒီယုံကြည်ခြင်းကိုကျွန်တော်ယုံကြည်ခြင်းသင်ခန်းစာသင်တဲ့အခါမှာဘယ်လိုသင်လဲမှတ်မိကြလားဒီယုံကြည်ခြင်းကိုဘာလို့ခေါ်လဲနှုတ်ကပတ်ယုံကြည်ခြင်းနဲ့အထူးယုံကြည်ခြင်းဆိုတာဆရာတို့2မျိုးသင်တယ်နော်နှုတ်ကပတ်ယုံကြည်ခြင်းအထူးယုံကြည်ခြင်းဒီအကြောင်းအရာကိုတော်တော်များများမသိတဲ့သူတွေအများကြီးပဲနော်ဆိုတော့ကျွန်တော်ယုံကြည်သူဦးစားပေးရမယ့်အရာကဒီနှုတ်ကပတ်ယုံကြည်ခြင်းဖြစ်တယ်ဒီကျမ်းစာကိုဖတ်မယ်ကျမ်းစာရဲ့ဘုရားစကားတွေကိုကျွန်တော်နှလုံးသွင်းမယ်အဲ့ဒီခါမှာယုံကြည်ခြင်းနဲ့ယောနှောပြမှာကျွန်တော်ရဲ့အသက်တာမှာဘုရားရဲ့စကားကိုယုံတော်သူနော်မပြတ်နိုင်တဲ့ဘုရားရဲ့စကားကိုယုံကြည်တော်သူတွေဖြစ်လာတယ်ကျွန်တော်ယုံကြည်ခြင်းနဲ့အားကြီးလာတယ်ကျွန်တော်ရဲ့အသက်တာတိုးတက်လာတယ်ကျွန်တော်ဝိညာဉ်ရေးမှာတိုးတက်လာကြီးထွားလာတယ်နော်ဒါကနှုတ်ကပတ်ယုံကြည်ခြင်းကဲဟုတ်ပြီခုနပြောတဲ့အထူးယုံကြည်ခြင်းကြတော့ဖယားသခင်ကလူအပ်တဲ့အချိန်မှာပေးသောယုံကြည်ခြင်းဖြစ်တယ်ကိုယ့်ဘာသာကိုလှုပ်ယူလို့မရအောင်ကျမ်းစာဖတ်လို့ရတဲ့ယုံကြည်ခြင်းမဟုတ်ဘူးဒါကနော်ဥပမာဆိုပါစို့ဥပမာဒါဝိဒ်ကကောလက်ကိုတိုက်ခိုက်ဖို့ရန်အတွက်ကျမ်းစာထဲမှာကောလက်ဆိုတဲ့6တောင်တထွားအယက်မြင့်တဲ့လူကြီးကမင်းတို့ကိုလာစိန်ခေါ်မယ်ဆိုတာရှိလားမရှိဘူးဒါဝိဒ်ကမဖတ်ထားဘူးဟုတ်တယ်မလားအဲ့ဒီကောလက်ကိုမင်းကဟာတိုက်ခိုက်တဲ့သူကိုငါအောင်မြင်နိုင်ခြင်းအခွင့်ပေးမယ်ဆိုကျမ်းစာမှာရေးထားတာရှိလားမရှိဘူးနော်အဲ့ဒါလိုမျိုးအရေးပေါ်အခြေအနေမျိုးမှာဖယားသခင်ကသူအလိုရှိတဲ့သူကိုသူ့ရဲ့ဘုန်းတော်အဖို့လုံးကယုံကြည်ခြင်းပေးလိုက်တဲ့အရာမျိုးကိုပြောတာဖြစ်တယ်နော်အဲ့ဒါစုကျေးဇူးနဲ့လဲဆိုင်တဲ့အထူးယုံကြည်ခြင်းဖြစ်တယ်ဖယားသခင်ကလိုအပ်တဲ့အချိန်မှာပေးတယ်အဲ့ဒါကိုခင်ဗျားလုပ်ယူလို့မရအောင်အဲ့တော့ဒီနှုတ်ကပတ်ယုံကြည်ခြင်းနဲ့အထူးယုံကြည်ခြင်းဟာဘယ်ဟာပိုကောင်းလဲလို့ပြောဘယ်ဟာပိုကောင်းလဲလို့ကျွန်တော်ရွေးခွင့်မရှိဘူးနှစ်ခုစလုံးဖယားစီယာဖြစ်တယ်နှစ်ခုစလုံးကလိုအပ်တာဖြစ်တယ်ဒါပေမဲ့အထူးယုံကြည်ခြင်းကတော့ဖယားကလိုအပ်တဲ့အချိန်မှာပေးတာကိုယ့်ဘာသာကိုရှောက်ထယုံလို့မရအောင်ကိုယ့်ဘာသာကိုအတင်းညှစ်ထုတ်လို့မရအောင်နော်ကျွန်တော်ကဒီနှုတ်ကပတ်ယုံကြည်ခြင်းကိုအသက်တာမှာတည်ဆောက်မှာဒါဥစားပေးပဲဒီဥစားပေးမယ်ဒီနှုတ်ကပတ်ဘုရားစကားနှလုံးသွင်းမယ်ဘုရားစကားကိုယုံကြည်မယ်နှုတ်ကပတ်ယုံကြည်ခြင်းကကျွန်တော်ယုံကြည်တော့အသက်တာတော့မရှိမဖြစ်အများလားလိုအပ်တယ်ပြီးတော့မှဒီအထူးယုံကြည်ခြင်းကလူအပ်လာတဲ့အခါဘုရားကပေးတယ်အထူးယုံကြည်ခြင်းကယာယီအတွက်ဖြစ်တယ်ဖယားဘုံတော်အတွက်ဖြစ်တယ်နော်ကျွန်တော်လည်းအဲ့ဒီအရာရဲ့အကျိုးခံစားရတယ်နော်ဒါအထူးယုံကြည်ခြင်းကတော့ဒါပေမဲ့နှုတ်ကပတ်ယုံကြည်ခြင်းကတော့ထာဝရအထိဆိုင်တယ်နော်ဟုတ်ပြီနော်โอเคဒါကိုကျွန်တော်နားလည်ဖို့လိုအပ်တယ်အဲ့တော့နှုတ်ကပတ်ယုံကြည်ခြင်းနဲ့အထူးယုံကြည်ခြင်းနော်အထူးယုံကြည်ခြင်းဆိုတာစုကျေးဇူးအားဖြင့်ဖယားသခင်လိုအပ်တဲ့အတွက်ကြောင့်နော်ပေးတဲ့ယုံကြည်ခြင်းဖြစ်တယ်ကဲနောက်ထပ်အနာရောဂါငြိမ်းခြင်းဆိုတော့ဖယားသခင်ကအနာရောဂါငြိမ်းခြင်းကိုလည်းပြုတ်နေတဲ့ဖယားဖြစ်တယ်ပြုတ်နေစေဖယားဖြစ်တယ်ဒါပေမဲ့ဒီအနာရောဂါငြိမ်းခြင်းကိုလည်းကျွန်တော်အတင်းလှုပ်လို့လည်းမရပါဘူးเนาะအတင်းလှုပ်ယူလို့နာတဲ့သူတွေလာကြပါငါတို့ဆူတောင်းပေးမယ်ပျောက်မယ်ဆိုတော့မှလှုပ်လို့ရတဲ့အရာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီအနာရောဂါငြိမ်းခြင်းဟာလည်းယာယီဒီစုကျေးဇူးတွေက
ထာဝရနဲ့ဆိုင်တဲ့အရာထက်ယာယီနဲ့ဆိုင်တဲ့အရာထက်ပိုပြီးတော့မှနော်ဦးစားပေးဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါကိုနားလည်ဖို့လိုအပ်တယ်အဲ့တော့သင်ကအနာရောဂါငြိမ်းခြင်းနဲ့ပတ်သက်ပြီးတော့မှဟောကိုအနာရောဂါငြိမ်းခြင်းဟလာဒီစုကျေးဇူးကိုရဖို့ဆုတောင်းပြီးတော့မှအဲ့ဒီအနာရောဂါငြိမ်းခြင်းဆုကျေးဇူးရပြီးတော့တစ်ချိန်လုံး24နာရီသူများကအနာရောဂါငြိမ်းပေးနိုင်မယ်လို့မထင်နဲ့နော်ဒါပေမဲ့အနာရောဂါငြိမ်းခြင်းဆုကျေးဇူးသင်ရဲ့အသက်တာမှာဖယားသခင်ကထည့်ပေးပြီးတော့မှအလုံးလုံးမလုပ်ကတော့သင်ကသူတစ်ပါးကိုဆုမတောင်းပေးတော့သိရမှာမဟုတ်ဘူးသင်ဟာအနာရောဂါငြိမ်းခြင်းဆုကျေးဇူးလဲဖယားသခင်သင်အားဖြင့်လုံးနိုင်တယ်အဲ့တော့ယုံကြည်တော်သူဒီတစုံတစ်ယောက်နာတော်သူဖျားတော်သူဝမ်းနေတော်သူဖြစ်တစ်ခုခုပေါ့ဘယ်အရာမဆိုပေါ့နော်သင်ဆုတောင်းပေးပါသူတို့လူအချက်ရှင်ဆုတောင်းပေးပါနော်โอเคဒါပေမဲ့အဲ့ဒါတွေအားလုံးကသင်အသက်တာတွေကနေအနာရောသင်ဆုတောင်းပေးလို့တစုံတစ်ယောက်ကပျောက်သွားတယ်ဆိုတော့ ਨੇ သင်ကိုသင်ဒီဟာကိုယ့်ရဲ့ကိုယ်ပိုင်လိုင်စင်ရထားသလိုမခံယူနဲ့ဒါတွေအားလုံးကဖယားသခင်ကယာယီနော်လူအိုင်လူအဲ့လိုဖျားပေးတဲ့အရာတွေဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်ဟုတ်ပြီနော်ဒါတော့နံပါတ်3ဟောပြောခြင်းစုကျေးဇူးဟောပြောခြင်းစုကျေးဇူးမှာနံပါတ်1က prophet ပြုခြင်းဒီအမှုတော်စုကျေးဇူးပထမဆုံးဆရာတို့ပြောသွားတဲ့အထဲမှာလေဒါ prophet ပြုခြင်းပါတယ်နော်ဒီမှာတမန်တော် prophet တာနာပြုသင်ဥဆရာဒီမှာ prophet ပြုခြင်းပါတယ်ပြီးတဲ့အခါမှာအမျိုးမျိုးသောဘာသာစကားပြောခြင်းအမျိုးမျိုးသောဘာသာစကားကိုအ내ပြန်ခြင်းဆိုတော့မှကျွန်တော်ဒီမှာနော်၃မျိုးတွေ့ရတယ်အဲ့တော့ဗျာဒိတ်ဖွင့်ပြခြင်းနဲ့ဆိုင်တဲ့စုကျေးဇူးတကူစုကျေးဇူးပြီးတော့မှဟောပြောခြင်းစုကျေးဇူးဆိုတော့ဒီ၃မျိုးဒီမှာ prophet ပြုခြင်းလို့ပြောတဲ့အခါမှာကျွန်တော်နားလည်ဖို့ရန်အတွက်ဘယ်လိုဖြစ်မဟဲလို့ prophet ပြုလိုက်တယ်နော် prophet ပြုလိုက်ကြတလောလေးကလည်းဟလာ prophet ပြုလိုက်ခါမှာလားကြောင်းပြန်ဖြစ်သွားတယ်ဆိုတော့ဒါလေးလည်းတော့အရန်တော့နာမည်ကျော်သွားတာပဲဆိုတော့ဒါလေးတွေကကျွန်တော် prophet ပြုခြင်းလည်းမှန်ကန်စွာနားလည်ဖို့လိုအပ်တယ် prophet မှာ2မျိုးရှိတာပေါ့ foretell နဲ့ foretell ဆိုတာရှိတယ် foretell ပေါ့အင်္ဂလိပ်လို foretell ဆိုတာက Hawking ထုတ်တယ်ဆိုတာကဒီထဲမှာရေးထားတာမရှိသေးဘူးဘာမှမရှိသေးဘူးနော်ဒါပေမဲ့ဖယားကသူတို့ကိုဓာတ်ရိုက်ပေါ်ပြပြီးတော့မှအနာဂတ်ဖြစ်မဲ့အရာကိုကြိုပြီးပြောခိုင်းတာနော်အဲ့ဒါဓမ္မဟောင်း prophet တွေဖြစ်တယ်နော်အဲ့ဒါကို foretell လို့ခေါ်တယ် foretell ကြတော့ဒီမှာရေးထားပြီးသားနှုတ်ကပတ်တော်အခြေခံပြီးတော့မှတစုံတဦးအတွက်တော်၎င်းတစုံတစ်ခုအတွက်တော်၎င်းတစုံတရာအတွက်တော်၎င်းဖယားကဒီထဲမှာပါတဲ့ဖယားစကားကိုသူ့ရဲ့အသက်တာတဲကနေပြောထွက်စေတယ်နော်ပြောဖို့ပေးပြောတယ်ကျွန်တော်ပြောလိုက်တဲ့အရာအဲ့တော့အဲ့ဒီအရာ foretell နဲ့ foretell ကဒီထဲမှာမရေးသားသေးဘူးသူတို့ပြောခဲ့တယ်ဒါပေမဲ့အခုချိန်မှာပဲလေရေးသားထားပြီးပြီ foretell ကြတော့ prophet ညံနဲ့ဟောပြောခြင်းဆိုတာဒီထဲမှာဖယားရေးထားပြီးသားတမန်တရားကိုနော်prophet ညံအားဖြင့်လျှောက်ပတ်စွာမှန်ကန်စွာတကယ်လိုအပ်တဲ့အနာနဲ့စီးနဲ့ကိုက်ညောင်ဖယားကပေးပြောလိုက်တာဖြစ်တယ်အဲ့ဒါရီဘူးရအားဖြင့်လောလောဆယ်ဒီလိုမျိုးနှစ်ခုလေးကိုအရင်နော်ဒါမှတ်သားထားပါနော်ဟုတ်ပြီနောက်ပိုင်းမှာကျွန်တော်ထပ်ပြီးမှအသေးစိတ်ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဒီတစ်ကောခိုင်စနစ်မှာပြောထားတဲ့ဒီအမျိုးမျိုးသောဘာသာစကားရဲ့အမျိုးမျိုးသောဘာသာစကားအ내ပြန်ခြင်းပေါ့နော်အဲ့ဒါတွေအကြောင်းကိုသိဖို့နော်လိုအပ်တယ်အဲ့ဒါတွေသိဖို့ရန်အတွက်ဆရာရေးသားထားတဲ့စာအုပ်ရှိပါတယ်နော်ဒီမှာအားလုံးလည်းတချို့သောသူတွေတော့ရှိကြလောက်ပြီတချို့သောသူတွေတော့ရှိအောင်မှာမဟုတ်ပေါ့နော်အဲ့တော့ဒါဒီဟာဖတ်ရင်ရှင်းသွားလိမ့်မယ်ဒါတွေကဒီကသင်ခန်းစာမှာဆရာမထည့်ဘူးမပြောတော့ဘူးဒီအကြောင်းအရာတွေအသေးစိတ်ပေါ့နော်အဲ့တော့ဒီစာအုပ်ဒီအကြောင်းရဲ့ requirement ဖြစ်တယ်ဒီနှစ်အတွင်းပြီးအောင်ကိုဖတ်မှာဖြစ်တယ်နော်ဒီစာအုပ်ကိုပြီးအောင်ဖတ်မှာဖြစ်တယ်ခင်ဗျဒီစာအုပ်မဖတ်ရင်တန်ရှင်တော်ဝိနော်နဲ့ဘာသာရမှာခင်ဗျစာမွဲကြတယ်နောက်နှစ်ပြန်တက်မယ်ဘွဲ့မရနော်โอเคဆိုတော့ဒီစာအုပ်ကိုဒီနှစ်အတွင်းမှာ17လပိုင်းမတိုင်ခင်မှာဒီစာအုပ်ကိုပြီးအောင်ဖတ်ရမှာဖြစ်တယ်ဖတ်မယ်ဒီစာအုပ်နဲ့ပတ်သက်တဲ့အောင်ဆရာမီခွန်းထုတ်အောင်မှာဖြစ်တယ်နည်းနည်းလေးပေါ့နော်အမှ90ဖိုးလောက်ထုတ်မယ်အဲ့ဒါကောင်ခင်ဗျာဖြေရမှာဖြစ်တယ်ဒီစာအုပ်က Harmon ကျောင်းရဲ့ requirement နော် require book ဖြစ်တယ်ဟုတ်ပြီနော်ပြန်ပြောမယ်စုကျေးဇူး3မျိုးရှိတယ်အမှုတော်စုကျေးဇူးပြီးတဲ့အခါမှာလှုံ့ဆော်ခြင်းစုကျေးဇူးပြီးတော့မှအံ့ပွဲစုကျေးဇူးဆိုတော့မှစုကျေးဇူး3မျိုးရှိတယ်ချိန်မှများစွာလှုံ့ဆော်ပေးတဲ့စုကျေးဇူးတွေကအမှုတော်စုကျေးဇူးအတွက်လှေကထစ်လို့ဖြစ်တတ်တယ်နော်လှေကထစ်လိုမျိုးပေါ့နော်အမှုတော်စုကျေးဇူးမရောက်ခင်မှာဖယားသခင်ကကျမတို့ကိုလှုံ့ဆော်ပေးသောစုကျေးဇူးနဲ့အမှုတော်ထဲမှာအသုံးပြုတတ်တယ်နော်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ကဲဒီတမန်တော်ဝတ္ထုခိုင်း6အပိုင်ငယ်1ကနေ6ကိုဖတ်ရအောင်ထိုကာလ၌တပည့်တော်တို့သည်ညာပြားသည်ရှိသောနေ့ရက်စဉ်တိုင်းလှုပ်ကြွေးသောအခါဟေလေနှင့်အမျိုးမုတ်ဆူမတို့ကိုမလုံမကျွေးဟုထိုမျိုးသားတို့သည်မြည်တမ်း၍ဟေပြဲလူတို့ကိုအပြစ်တင်ကြ၏ထိုအခါ
တကြိတ်နှစ်ပါးသောတမန်တို့သည်တပည့်တော်အပေါင်းတို့ကိုခေါ်ပြီးလျင်ငါတို့သည်ဖျားသခင်၏နှုတ်ကပတ်တရားတော်ကိုထား၍စပွဲ၌လှုပ်ကြွေးမှုကိုမဆောင်သင့်ထို့ကြောင့်ညီကိုတို့ဝိညာဉ်တော်နှင့်၎င်းပညာနှင့်၎င်းပြည့်စုံလျက်အတရေရှိသောလူ9ယောက်တို့ကိုတင်တို့တွင်ရှာကြလော့ဤအမှုကိုဆောင်ရွက်စေခြင်းကထိုသူတို့ကိုငါတို့သည်ခံထားကြမည်ငါတို့မူကားဆုတောင်းပတနာပြုခြင်းနှုတ်ကပတ်တရားတော်ကိုဟောပြောခြင်းအမှုတို့ကိုအမြဲပြု၍နေမည်ဟုဆိုကြ၏ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည်နှစ်သက်ကြသဖြင့်ယုံကြည်ခြင်းနှင့်၎င်းတန်ရှင်သောဝိညာဉ်တော်နှင့်၎င်းပြည့်စုံသောတတေဖန်မှဆ၍ဖိလိပ္ပုပြောခေါ်နိကာနော်တိမုန်အာမေနယူဒဘာသာဝင်အိတိအုပ်မြို့သားနိကောလာတို့ကိုရွေးကောက်၍တမန်တော်တို့ရှေ့၌ထားကြ၏တမန်တော်တို့သည်လည်းဆုတောင်းပြီးလျှင်ထိုသူတို့၏ခေါင်းပေါ်၌လက်ကိုတင်ကြ၏ Okay thank you အဲ့တော့ကဲဒီမှာဘာဖြစ်လို့တင်းထောက်ပေါ့ဒါပထမအဆုံးတင်းထောက်လို့ကျွန်တော်ဓမ္မပညာရှင်အားလုံးကနော်ဒါကောက်ချက်ချကြတယ်ဒါလှုံ့ဆော်ခြင်းစုကျေးဇူးတစ်ခုလည်းဖြစ်တယ်ဒီတင်းထောက်လုံငန်းကနော်လှုံ့ဆော်ခြင်းနဲ့ဆိုင်တဲ့အရာလည်းဖြစ်တယ်ဘာလို့တင်းထောက်9ယောက်ကိုရွေးဖို့အကြောင်းဖန်လာရတာလဲပြောကြည့်ပါဦး ကျန်တဲ့အမှုအသေးလေးတွေကိုအဲ့ဒီ9ယောက်နေပြီးမှပြန်ပြီးမှဥဆောင်ဖို့ဒီတမန်တော်တွေကကျတော့အသေးစိတ်လိုက်တော့မဥဆောင်တော့ဘဲနဲ့သူတို့တွေကအသေးလေးတွေလိုက်ပြီးမှ Okay ဟုတ်ပြီကောင်းတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဗာတွေ့ရလဲဆိုတော့တမန်တော်ပီတရုတို့ကသူတို့လှုပ်ရမယ်သူတို့ရဲ့အမှုတော်နဲ့သူတို့ရဲ့တာဝန်ကိုကောင်းကောင်းသိတယ်ဆိုတော့ကျွန်တော်နံပါတ်1ကျွန်တော်နားလေရတယ်နော်ဟုတ်ပြီနော်ဆိုတော့ဒါအင်မတန်မှရည်ကြည့်တယ်ကိုယ့်ကိုဖယားကဘာခိုင်းတာလဲကိုယ့်ကိုဖယားဘာလုပ်ဖို့လဲဆိုတာကိုသိဖို့လိုရတယ်ကိုယ့်ကိုဖယားခိုင်းတာတခြားလုံနေတာတွေကအလုံးရှုံနေတာတွေကတခြားအဲ့ဒါတွေကရှိတတ်တယ်နော်ဟုတ်ပြီနော်အဲ့တော့တမန်တော်တွေကဘာပြောလဲငါတို့ကဟောပြောခြင်းအမှုနော်ဒီဖယားသခင်နဲ့ဆိုင်တဲ့ဒီဟောပြောချက်မှုကိုထားပြမစပွဲမှာလှုပ်ကျွေးခြင်းကိုငါတို့ကဗါလဲလေမလှုပ်သင့်ဘူးအဲ့လိုမျိုးဒါအဲ့တော့နံပါတ်1အနေနဲ့တမန်တော်တွေကသူတို့လှုပ်ရတဲ့တာဝန်ကဘာလဲဆိုတော့ကိုသူတို့သိတယ်ကဲဟုတ်ပြီအဲ့တော့ဘာဖြစ်လို့ဒီကိစ္စပေါ်လာလဲဆိုတော့ဒုတိယတစ်ချက်ကလူများလာတယ်ယုံကြည်သူလူများလာတဲ့အခါမှာဘာရှိလာလဲပြဿနာရှိလာတယ်ပြဿနာလေးတွေနော်ဒီပြဿနာတသေးလေးကိုမကင်တွယ်ဒီပြဿနာတသေးလေးအကြီးကြီးဖြစ်သွားနိုင်တယ်အဲ့ဒီမှာဘာပြဿနာလဲဆိုတော့Hellenist မုတ်ဆိုးမတွေကိုလှုပ်ကျွေးတဲ့ကိစ္စမှာညီးတွားတဲ့မလှုပ်ကျွေးခြင်းနဲ့ပြဿနာဖြစ်တယ်အဲ့ဒီ Hellenist မုတ်ဆိုးမတွေဆိုတော့ Hellenist ဆိုတဲ့လူမျိုးတွေက Israel လူမျိုးတော့ဖြစ်တယ်ဒါပေမဲ့ Israel နိုင်ငံမှာမမွေးဘူးတခြားနိုင်ငံမှာမွေးတယ်ဟို Greek နိုင်ငံပေါ့ Greek Empire ထဲမှာ Greek နယ်မြေတွေမှာသူတို့မွေးတယ်အဲ့တော့သူတို့က Greek စကားပဲတတ်တယ်ဂျူးလူမျိုးတော့ဖြစ်တယ် Greek စကားတော့တတ်တယ်ဒါပေမဲ့ဒီမှာတော့ဘာဖြစ်လဲဆိုတော့ယူရပြည်ကိုရောက်လာတယ်ယူရပြည်မှာရောက်လာတဲ့ယုံကြည်သူတွေဖြစ်ကြတယ်နော်အဲ့တော့အဲ့ဒီလူတွေကိုအဲ့ဒီမုတ်ဆိုးမတွေကိုကျွေးမွေးတဲ့အမှုမှာညီးတွားမှုတွေမကျွေးချင်ဘူးပါညာဆိုတာဖြစ်လာတယ်ကျွန်တော်တခုသတိပြုစရာကဒီအသင်းတော်ကနဦးအသင်းတော်ဆိုတာကတန်ရှင်သောဝိညာဉ်တော်ကအပြည့်အဝနဲ့တမန်တော်တွေပေါ်မှာတွန်းလောင်းမဲ့အကြီးအကျယ်တကူနမိတ်လက္ခဏာအံ့ဘွယ်သောအမှုရာအခုခေတ်လိုမျိုးမဟုတ်ဘူးနော်အခုခေတ်ကလေနမိတ်လက္ခဏာအံ့ဘွယ်သောအမှုတွေကနည်းနည်းဟာတအောင်ဖြစ်သလားပေါ့ဖခင်ကစားကြသလားပေါ့နော်ဒူးနာခါနာတွေလောက်ပဲတခါလာလဲနော်ဒူးနာခါနာတွေဒီနာလင်းနာတွေဆိုတာလောက်ပဲနော်ပြီးတော့မှဝိညာဉ်တော်စင်းသက်ပြီးဆိုမှလဲတာလဲအတင်းတွန်းပြီးလဲရတဲ့ဟာတွေနော်ဆိုတော့တလောလေးကလည်းကြားပါတယ်တွန်းရင်တွန်းပေးရတယ်လဲပေးရတယ်ဆိုတာတွေကစားလာဆိုတော့ဒါမဲ့ဒီကနဦးအခစ်မှာတော့နော်ဒါတကယ်နမိတ်လက္ခဏာအံ့ဘွယ်သောအမှုကလုံးဝကိုတကယ် real ဟိုချမ်ပန်နမိတ်လက္ခဏာတစ်ခုမှမပါဘူးဗျာချမ်ပန်တစ်ခုမှမပါဘူးဗျာအဲ့တော့တကယ်တမန်တော်တွေကိုယ်တိုင်ကဥဆောင်တဲ့အသင်းတော်ကဲခေါင်းဆောင်တွေကောင်းလားခေါင်းဆောင်ဝိညာဉ်တော်နဲ့ပြေဝလားပြေဝတယ်ဉာဏ်ပညာနဲ့ပြေဝလားပြေဝတယ်သူတို့ခေါ်ချင်းသိလားသိတယ်ဒါပေမဲ့ဘာရှိလဲပြဿနာရှိတယ်အဲ့တော့ပြဿနာရှိခြင်းဒီပြဿနာမဟုတ်ဘူးမှန်ကန်စွာမကင်တွယ်မှသာလျှင်ပြဿနာဖြစ်တယ်အဲ့တော့တမန်တော်တွေကအဲ့ဒီပြဿနာကိုမှန်ကန်စွာကင်တွယ်တယ်ငါတို့ကဒီအလုပ်ကိုမလုပ်ဘူးငါတို့ကဆုတောင်းခြင်းအမှုနဲ့ဟောပြောခြင်းအမှုငါတို့အလုပ်ဖြစ်တယ်တဲ့အဲ့ဒါကြောင့်ဒီအမှုကိုစီစဉ်ဖို့ရအတွက်သင်ထောက်9ယောက်ကိုသူတို့ခန့်လိုက်တယ်ဆိုတော့ဒီမှာရှိတဲ့ညီကောင်တို့အချင်းငယ်တည်တည်အသက်တာမှာသင်တို့ပါဝင်တဲ့အသင်းတော်တွေမှာပြဿနာလေးရှိလိမ့်မယ်နံပါတ်1သတိထားဖို့သင်ဟာပြဿနာဖန်တီးတော်သူမဖြစ်ပါစေနဲ့အာမင်နံပါတ်2သင်ဟာပြဿနာကိုပြည်လဲစေတော်သူအဖြစ်သုံးတော်ခံတော်သူဖြစ်ပါစေအာမင်အဲ့ဒါဒီနှစ်ခုကိုသင်ရဲ့ဆက်ကချင်းပထမအဆုံးသင်ရဲ့ဆက်ကချင်းဘုရားသခင်ရှိမှသင်ရဲ့နှိမ်ချခြင်းနဲ့သင်ရဲ့ဆက်ကချင်းဖြစ်ပါစေသင်ပါဝင်တဲ့အသင်းတော်မှာပြဿနာရှိကိုရှိမှာဖြစ်တယ်သင်ကြောင့်ပြဿနာဖြစ်ရင်လည်းပဲဝန်ချတောင်းပန်ဖို့ဝန်မလေးပါနဲ့သင်ကြောင့်ဖြစ်တဲ့ပြဿနာကိုဝန်ခံပါတောင်းပန်ပါ
တချို့ခရိယာန်တွေကပြဿနာဖြစ်ရင်ရှောင်ထွက်သွားတယ်ဒီနေရာမှာပြဿနာလို့တော့အဲ့ဒီနေရာမှာစက်မနေချင်တော့ထွက်ပြေးပြလိုက်တာတခြားအသင်းတော့တခြားနေရာထွက်ပြေးပြလိုက်တာ no never do like that အဲ့လိုမျိုးဘယ်တော့မှမလုပ်နဲ့ပြဿနာတစ်ခုကိုတင့်ကြောင်ဖြစ်ခဲ့ရင်လည်းပဲအဲ့ဒီပြဿနာကြောင့်ဖခင်တကယ်တင့်ကိုနော်မုန်းတီးတာမဟုတ်ဘူးအဲ့ဒီပြဿနာကိုဖခင်ကတင့်ကိုခွင့်လွှတ်နိုင်ပါတယ်ကျွန်တော်လူပဲမှားတတ်တယ်ဟုတ်ကဲ့နော်မှားတတ်တယ်ဒါပေမဲ့အဲ့ဒီကိုကြောင့်ဖြစ်တဲ့ပြဿနာကိုကျွန်တော်ကဝန်ခံရမယ်တာဝန်ယူရမယ်နံပါတ်2ပြဿနာဖန်တီးတော့မဖြစ်အောင်ကျွန်တော်ကစူးစမ်းရမယ်အသက်တာပြင်ဆင်ရမယ်သတိပြုရမယ်နံပါတ်3ပြဿနာကိုပြည်လည်စေတော်သူဖြစ်အောင်ကျွန်တော်ရဲ့အသက်တာပြင်ဆင်ရမှာဖြစ်တယ်စက္ကန့်မှာဖြစ်တယ်စူးစမ်းမှာဖြစ်တယ်အာမင်အဲ့တော့ကနဦးတမန်တော်ဒီကိုယ်တိုင်ဦးဆောင်တဲ့အသင်းတော်မှာပင်လင်းပြဿနာရှိတယ်လူမှုရေးနဲ့ဆိုင်တဲ့ပြဿနာရှိတယ်เนาะဒါကိုကျွန်တော်သတိချက်ပါအဲ့တော့ခင်ဗျားပါဝင်တဲ့အသင်းတော်အသင်းဥစ္စာဘလောက်ပဲတော်တော်ဘလောက်ပဲဝိညာဉ်တော်နဲ့ပြေဝဘလောက်ပဲပညာရှိတယ်ပဲပြောပြဿနာအနေနဲ့များရှိမှာဖြစ်တယ်၃ခုကိုသတိရပါဒီ၃ခုသတိရပါတင့်ကြောင့်ပြဿနာဖြစ်ရင်ဝန်ခံပါတာဝန်ယူပါပြဿနာဖန်တီးတော်သူမဖြစ်နဲ့ပြဿနာကိုဖြေရှင်းကူတော်သူအသုံးတော်ခံတော်သူဖြစ်ပါစေအာမင်ကျွန်တော်စုကျေးဇူးကိုလှုပ်ယူလို့မရစုကျေးဇူးကိုလှုပ်ယူလို့မရဒါသတိပြုစရာဖြစ်တယ်နော်စုကျေးဇူးကိုလှုပ်ယူတာမျိုးဝိညာဉ်တော်လှုပ်ရှားလာဝိညာဉ်တော်အလုတ်လှုပ်တာကိုကျွန်တော်ကမတားဆီးဘူးဗျာဒါပေမဲ့ဝိညာဉ်တော်မဟုတ်ဘဲနဲ့ဝိညာဉ်တော်လို့ရှောက်ပြောတာကြတော့မကြိုက်ဘူးဝိညာဉ်တော်မစင်းသက်ဘဲနဲ့ဝိညာဉ်တော်စင်းသက်တယ်လို့ပြောတာလေကျွန်တော်မကြိုက်ဘူးဝိညာဉ်တော်ကျွန်တော်လုံးဝမတားဆီးဘူးဘာလို့တားဆီးမှာလဲဝိညာဉ်တော်ဟာဖျားဖြစ်တယ်ဝိညာဉ်တော်မရှိရင်ကျွန်တော်ဘဝကမရဘူးဝိညာဉ်တော်မပန်ကျွန်တော်ဘဝအလကားပဲဝိညာဉ်တော်မကူမကျွန်တော်ဘာမှမတတ်နိုင်ဘူးဝိညာဉ်တော်ဖျားရဲ့ကူမခြင်းတွင်တင်ခြင်းပဲ့ပြင်ခြင်းကျွန်တော်အရာခတ်သိမ်းกว่าတမန်တရားနဲ့ဆိုင်သမျှဟာဝိညာဉ်တော်အားဖြင့်ပဲကျွန်တော်အသက်တာမှာပြည့်စုံနိုင်မယ်ဖြစ်နိုင်မယ်လုံနိုင်မယ်တတ်နိုင်မယ်但ရှင်တော်ရဲ့ကူမမှုမပါဘဲနဲ့ဝိညာဉ်ရေးရာတစ်ခုလေးတောင်မှကျွန်တော်မလုံနိုင်ဘူးဒါရှင်တော်ကျွန်တော်လူအပ်တယ်ဒါပေမဲ့ခါကြအဲ့လိုလူအပ်တဲ့စာငတ်တင်နေတူမဟုတ်တာကြီးကိုဟုတ်တယ်လို့အတင်းကြိုးစားလို့ယူလာတယ်လည်းရှိတတ်တယ်ဒါလည်းကျွန်တော်ကသတိပြုဖို့ဖြစ်တယ်ဟုတ်ပြီနော်ခံယူနိုင်ဖို့ဖျားရှင်ကောင်းချီးပေးပါစေဘယ်ကိုင်းကနဘာညာကျွန်တော်မဆိုလို့ဘူးကျွန်တော်တခုမေးမယ်အပြန်လှန်အကျိုးတူတဲ့ရလတ်တူတဲ့အဖြစ်အပျက်တစ်ခုလေးပေါ့သခင်ခရစ်တော်ကတန်ရှင်တော်ဝိညာဉ်တော်တကူအားဖြင့်နတ်ဆိုးတွေကိုနှင်ထုတ်တယ်နတ်ဆိုးတွေကိုနှင်ထုတ်တဲ့အခါမှာအဲ့ဒီဖခင်ရဲ့ဝိညာဉ်တော်အားဖြင့်နတ်ဆိုးတွေနှင်ထုတ်တာကိုပါရရှဲကျန်တဲ့ပုဂ္ဂိုလ်မယုံကြည်ခြင်းနဲ့သူတွေကဘယ်လိုဆွဆွဲတယ်လဲဆိုတော့နတ်ဆိုးမင်းဘီလာစီဘူလာကိုအမိပြုတ်ပြီးနတ်ဆိုးတွေကိုနှင်ထုတ်တယ်ဆိုတော့မှဆွဆွဲတယ်ဒီလူတွေကဖခင်ဝိညာဉ်တော်ကိုဘယ်လိုဆွဆွဲလဲဆိုတော့နတ်ဆိုးမင်းအဖြစ်ဆွဆွဲတယ်အဲ့ဒါကိုသခင်ယေရှုကပြောလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကိုပြစ်မှားခြင်းလို့ပြောတယ်ဟဲ့လားနော်ဝိညာဉ်တော်ကလှုပ်တာကိုဝိညာဉ်တော်မဟုတ်ဘူးဆိုတော့မှနတ်ဆိုးပါလို့ဆွဆွဲတဲ့အရာဒီဝိညာဉ်တော်ကိုပြစ်မှားခြင်းယခုဘဝနောင်ဘဝအပြစ်လွတ်ခြင်းမခံရဘူးလို့သခင်ခရစ်တော်ကပြောတယ်ဒါဆိုရင်အပြန်လှန်အနေနဲ့နော်သဘောတူနေတဲ့အဖြစ်အပျက်ကဒီလိုမျိုးရှိနိုင်တယ်စဉ်းစားကြည့်နော်ဝိညာဉ်တော်မဟုတ်တာကြီးကိုနတ်ဆိုးလှုပ်တာကြီးကိုဒါမှမဟုတ်ကိုယ့်ဘာသာကိုအတင်းရှောက်လှုပ်တာကြီးကိုဝိညာဉ်တော်လှုပ်တာမဟုတ်တာကြီးကိုဝိညာဉ်တော်ကလှုပ်ပါတယ်လို့ပြောရင်ရောဘုရားသခင်ကြည်နပ်မလားစဉ်းစားကြည့်ကျွန်တော်မလှုပ်တဲ့ကိစ္စကြီးကိုကျွန်တော်လှုပ်တာပါလို့ပြောရင်ကျွန်တော်မကြိုက်ဘူးကျွန်တော်လှုပ်တဲ့အရာကိုကျွန်တော်မဟုတ်ကျွန်တော်မိုးဆက်ကျွန်တော်ကလှုပ်နေတာယူမိုးဆက်လှုပ်တာမဟုတ်ပါဘူးလို့တခြားတယောက်လှုပ်တာပါလို့ပြောရင်လည်းကျွန်တော်မကြိုက်တယ်လို့တခြားတယောက်လှုပ်တာကြီးကိုကျွန်တော်လှုပ်တယ်လို့ပြောရင်ကျွန်တော်မကြိုက်ဘူးဟုတ်ပြီနော်ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်သည်နူးညံ့သိမ်မွေ့တယ်လို့တော့စိတ်နာကျင်တတ်တယ်ဝမ်းနည်းတတ်တယ်ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်နဲ့ပတ်သက်မကစားပါနဲ့ဝိညာဉ်တော်မကစားနဲ့ဝိညာဉ်တော်ခိုင်းစားဖို့မစင်စားနဲ့ဝိညာဉ်တော်ကကျွန်တော်ကိုခိုင်းပါစေဝိညာဉ်တော်ကကျွန်တော်ကိုပိုင်ပါစေဝိညာဉ်တော်ကကျွန်တော်ကိုအုပ်ဆိုးပါစေဝိညာဉ်တော်ကပဲကျွန်တော်တို့ကိုထိန်းချုပ်ပါစေဝိညာဉ်တော်ဖျားရှိမှကျွန်တော်နှိမ်ချရအောင်အာမင်ဒါကျွန်တော်သတိပြုစရာဖြစ်တယ်လို့နော်ဒါလေးကိုထပ်ပြီးတော့ပြောချင်တယ်အဲ့တော့ညီကောင်မောင်တို့စုကျေးဇူးကိုကျွန်တော်ကလှုပ်ယူစရာမလိုဘူးကြံဖန်လှုပ်ယူစရာမလိုဘူးဖျားသခင်ကသူ့ဘုန်းထင်ရှားမယ်ဆိုရင်စုကျေးဇူးတင်းရဲ့အသက်တာမှာပေးပြီးအလုပ်လုပ်မှာဖြစ်တယ်အာမင်တချို့ကနော်စုကျေးဇူးအရာအတင်းတားတာအဲ့ဒါလည်းရှိပြန်ရောနော် receipt လည်းမလုပ်အောင်တားဆီးတာလည်းမလုပ်ရဘူးပြီးတော့မှအတင်းလုပ်ယူတာလည်းမလုပ်ရအောင်ကျွန်တော်တို့ဒီ
ဖရာသားသမီးဖြစ်တယ်ဖရာဘုန်းတော်ဖို့လို့ငါဖရာတကအလိုတော်နဲ့ညီကျွန်တော်ကိုအသုံးပြုဖို့အသုံးခံတဲ့တစားပလာဖြစ်ဖို့ရန်အတွက်နှိမ်ချလျက်ဝန်ခါမှာဖြစ်တယ်စက္ကမှာဖြစ်တယ်ကြည့်ဒီမှာခရစ်တော်၏ကိုယ်တော်ကိုတိဆောက်၍ဓမ္မဆရာရဲ့မှုကိုပြုတတ်မြတ်ကြောင်းနော်ဒီနေရာတေချာမှတ်ထားနော်ခရစ်တော်၏ကိုယ်တော်ကိုတိဆောက်၍ဓမ္မဆရာရဲ့မှုကိုပြုတတ်မြတ်အကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငါထိုသခင်သည်လူအချို့တို့ကိုတမန်တော်အရာ၌၎င်းအချို့ကိုပရောဖက်အရာ၌၎င်းအချို့ကိုတာနာပြုအရာ၌၎င်းအချို့တို့ကိုတင်းအိုအရာဆရာအရာ၌၎င်းခန့်ထားတော်မူ၏ကဲခုနကကျွန်တော်ပြန်ကြည့်ရအောင်ဒီလိုလုပ်ရအောင်တမန်တော်ပရောဖက်သာသနာပြုတင်းအိုဆရာဟုတ်မနော်အနောက်ကနေပြန်သွားရအောင်ဒါပါလေဆရာတင်းအိုသာသနာပြုပရောဖက်တမန်တော်ဒါ fivefold ministry လို့ခေါ်တယ်ဒီအမှုတော်စုကျေးဇူး5မျိုးကိုဖယားကပေးတဲ့အခါမှာလူအချို့လို့ပြောတယ်နော်အချို့ဆိုတော့ယုံကြည်သူထဲကနေအချို့ကိုဖယားကယူပြီးမှအဲ့ဒီအမှုတော်စုကျေးဇူး5မျိုးအတွက်ခန့်နေဆိုတော့ကိုကျွန်တော်နားလဲရတယ်အဲ့တော့အားလုံးကတမန်တော်ဖြစ်ဖို့ဖယားလိုတော်ရှိတာမဟုတ်ဘူးနော်အားလုံး prophet ဖြစ်ရမယ်လို့ဖယားလိုတော်ရှိတာမဟုတ်အားလုံးသာနာပြုဆရာဖြစ်ရမယ်လို့ဖယားလိုတော်မရှိဘူးအားလုံးအသင်းအုပ်ဖြစ်ရမယ်ဆရာဖြစ်ရမယ်ဖယားအလိုတော်မရှိဘူးအချို့တွေပဲဖယားသခင်ကသူအလိုရှိတဲ့အတိုင်းခန့်ထားတယ်ဆိုတော့ကိုကျွန်တော်နားလဲရတယ်ဟုတ်ပြီနော်ကဲအဲ့ဒီမှာနံပါတ်1ဘာအတွက်လဲဆိုတော့ခရစ်တော်ဤကိုယ်တော်ကိုတိဆောက်ရ edifying the body of Christ ခရစ်တော်ဤခန္ဓာကိုယ်ကိုတိဆောက်ပေးဖို့ရန်အတွက်နော်ခရစ်တော်ဤခန္ဓာကိုယ်အကျိုးအတွက်လှုပ်ဆောင်နိုင်ဖို့ခရစ်တော်ဤခန္ဓာကိုယ်ဒီတာ၍တူပွားခြင်းနဲ့ခရစ်တော်ဤဘုရားသခင်ရဲ့နိုင်ငံတော်တာ၍ကျယ်ပြန့်ဖို့ရန်အတွက်နဲ့ခရစ်တော်ရဲ့အသင်းတော်ဒီဘုရားရဲ့အလိုတော်နဲ့အညီတာ၍ကြီးထွားဖို့ရန်အတွက်ကျွန်တော်ကတိဆောက်ဖို့ရန်အတွက်ဆိုတဲ့ရည်ရွယ်ချက်နံပါတ်1အဲ့ဒီအတွက်ဘာလဲဆိုတော့ဓမ္မဆရာရဲ့အမှုကိုပြုတတ်မြတ်အကြောင်းဆိုတော့ခရစ်တော်ဤခန္ဓာကိုတိဆောက်ဖို့ရန်အတွက်အယောက်ချင်းစီကခရစ်တော်ရဲ့ခန္ဓာကိုဖြစ်တယ်ထိုခရစ်တော်ရဲ့ခန္ဓာကိုဒီဖျားသခင်အလိုတော်အကြံစီတော်အတိုင်းကြီးထွားဖို့တိုးပွားဖို့အောင်မြင်ဖို့ရန်အတွက်တိဆောက်ဖို့လိုအပ်တယ်တဲ့အဲ့တော့အဲ့ဒီအတွက်ကိုဓမ္မဆရာအမှုပြုတတ်ဖို့လိုအပ်တယ်ဒါကိုဒီဓမ္မဆရာအမှုဆိုတဲ့ဟာကို for the work of ministry လို့သုံးထားတယ် for the work of ministry အမှုတော်အလုပ်အတွက်ပေါ့နော်ကျွန်တော်အဲ့တော့အမှုတော်အလုပ်မှာကျွန်တော်လှုပ်တက်ခြင်းကဘာဖြစ်လာလဲဆိုတော့ခရစ်တော်၏ကိုယ်တော်ကိုတိဆောက်ခြင်းဖြစ်လာမယ်ဘယ်သူတွေလဲဆိုတော့တန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလို့ငါ for equipping of the saints နော် the saints လို့ခေါ်တဲ့ခရစ်တော်အသွေးတော်နဲ့ရွေးဝယ်ထားတဲ့တန်ရှင်းသူတွေကိုတဲ့ equip လုပ်တာတန်ရှင်းသူတွေကို equip လုပ်တာ equip လုပ်ဖို့ရင်တော့ဘုရားကတမန်တော် prophet သာနာပြုသင်းအုပ်ဆရာဆိုအမှုတော်စုကျေးဇူးကိုဘုရားကခန့်နေတဲ့အဲ့ဒါဘာအတွက်လဲဆိုတော့တန်ရှင်းသူတွေကိုပြင်ဆင်ပေးဖို့ဒီတန်ရှင်းသူတွေကို equip လုပ်လိုက်တဲ့အတွက်ကြောင့်ဒီတန်ရှင်းသူတွေကဓမ္မဆရာအမှုကိုပြုတတ်လာမယ် the work of ministry လို့ခေါ်တဲ့အမှုတော်လုပ်ငန်းမှာပါဝင်တတ်လာမယ်အဲ့ဒီအခါမှာဘာဖြစ်လာမလဲဆိုတော့ခရစ်တော်ဤခန္ဓာကိုယ်ကိုတိဆောက်ခြင်းရှိလာမှာဖြစ်တယ်ခရစ်တော်ဤခန္ဓာကိုယ်ကတိုးတက်လာမှာဖြစ်တယ်ဖခင်ရဲ့အလိုတော်နဲ့ဖခင်သခင်နှစ်သက်တဲ့တဒံပေါ်လွင်လာမှာဖြစ်တယ်ဟုတ်ပြီနော်နားလည်လားမသိဘူးနော်အဲ့တော့ခရစ်တော်ဤကိုယ်တော်ကိုတိဆောက်ဖို့ရအတွက်ဓမ္မဆရာမှုပြုတတ်မြေကြောင့်တန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းလို့ငါလို့သုံးထားတယ်တန်ရှင်းသူဆိုတင်တဲ့ကျွန်တော်အားလုံးယုံကြည်သူတွေအားလုံးပြောတာယုံကြည်သူတွေအားလုံးကို equip တစားဆင်ပေးလိုက်တယ်ဘယ်သူတွေအားဖြင့်လဲအမှုတော်စုကျေးဇူး5မျိုးကတစားဆင်ပေးလိုက်တဲ့အတွက်ကြောင့်ဒီတန်ရှင်းသူတွေကဓမ္မဆရာအမှုကိုပြုတတ်လာဓမ္မဆရာမှုပြုတတ်တယ်လို့ပြောလိုက်တာဆရာဖြစ်သွားမယ်လို့ဆိုလိုတာမဟုတ် the work of ministry အမှုတော်လုပ်ငန်းမှာမိမိကြားတဲ့ကဏ္ဍမှာပါဝင်လာနိုင်မယ်လှုပ်ဆောင်လာနိုင်မယ်အဲ့ဒါအားဖြင့်ခရစ်တော်ရဲ့ခန္ဓာကိုယ်ဒီတိဆောက်ခြင်းဖျားသခင်လိုချင်တဲ့တဒံပေါ်လွင်ပြမှာခရစ်တော်ရဲ့ခန္ဓာကိုယ်ဒီဟူသောအသင်းတော်ဒီအောင်မြင်တဲ့အသင်းတော်ကြန့်ခိုင်တဲ့အသင်းတော်နော်တိုးပွားတဲ့အသင်းတော်ဖြစ်လာမှာဖြစ်တယ်စုကျေးဇူး3မျိုးကိုကျွန်တော်ဒီညလေ့လာတယ်နော်စုကျေးဇူး3မျိုးမှာနံပါတ်1ကအမှုတော်စုကျေးဇူးဖြစ်တယ်အမှုတော်စုကျေးဇူးမှာ5မျိုးရှိတယ် fivefold ministry ပြီးတဲ့အခါမှာလှုံ့ဆော်ခြင်းစုကျေးဇူးပြီးတာနဲ့အံပွဲစုကျေးဇူးမှာ3မျိုးပါတယ်ဆိုတာကိုကျွန်တော်ဒီနေ့ကကျွန်တော်လေ့လာတာဖြစ်တယ်မနေ့ပြန်ကြရင်ကိုယ့်ရဲ့စုကျေးဇူးကဘာတွေလဲဆိုတာကိုသိနိုင်ဖို့ရန်အတွက်เนาะ separate ကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်ရောက်တိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေ